ရဲ့တရားတော်အစစ်ကိုကြည့်ချင်လို့ရှိရင်ထေရဝါဒပိဋကတ်မူရင်းပါဠိကိုလေ့လာမူရင်းကိုလေ့လာနိုင်ရလေ့လာဖို့ကြိုးစားရအဲ့ဒါမလေ့လာပဲနဲ့အပေါ်ယံစာတွေဖတ်ပြီးတော့ဗုဒ္ဓဇင်းလို့ခေါင်းစဉ်တက်ထားတဲ့စာအုပ်တွေဖတ်ပြီးဆိုရင်တော့မိစ္ဆာဒိဋ္ဌိဖြစ်ဖို့တွေတော်တော်များသောတပတ္တိ message ချပြီးတဲ့နောက်မှာတဲ့ဒီပုဂ္ဂိုလ်ဟာဒီကြားထဲမှာဘယ်တော့မှမသေးနိုင်ဘူးသောတပတ္တိဖို့မကြပဲမသေးဘူးလို့ပြောတာအဲ့တော့ဘယ်လိုတွေတွေးတော့ဆိုလို့ရှိရင်အေး message ချထားတာဟိုးလွန်ခဲ့တဲ့၄နှစ်က message ချတာဖို့စိတ်မကြသေးဘူးနောက်၅၀လောက်နေမှာဖို့စိတ်ကြတယ်လို့ဒီလိုပြောတဲ့ပုဂ္ဂိုလ်ဟာရှိသေးတယ်အဲ့ဒါကိုကြည့်ပြီး message နဲ့ဖို့စိတ်ဆိုတာကပ်ပြီးတော့နေတာချက်ချင်းအကာလီကောဆိုတာအဲ့ဒါပြောတာအခု message ဖြစ်နောက်ထပ်ဖို့စိတ်ကပ်ပြီးတော့ဖြစ်သွားတာချက်ချင်းအကျိုးပေးတာကိုအကာလီကောချိန်မဆိုင်မှု message ပြီးတာနဲ့တပြိုင်နက်ဖို့စိတ်ကအနတ္တတတ္တိနဲ့ခြေစုပ်ယူတယ်ကြားထဲမှာဘာမှမချဘူးသို့တော့ဗမာပြည်မှာတောင်တစ်ခါကြားလိုက်သေးတယ်လေသူသောတပတ္တိမဲ့ကြတာကြာပြီတဲ့ဖိုးမကြသေးလို့တဲ့ဆိုင်းနေရဖိုးဘယ်တော့မှကြားမှာလည်းမဟုတ်ဘူးအဲ့ဒါမျိုးတွေအဲ့တော့အဘိဓမ္မာဟာစူးစမ်းပြီးတော့သင်လိုက်ပါတယ်အဘိဓမ္မာမတတ်ဘူးဆိုလို့ရှိရင်မမရင်းရင်းနေမြောင်များစွာဖြစ်ပေါ်လာမယ်ထို့သောသုတ္တံပါဠိတော်တွေတာမန်ကအပေါ်ယံကြည့်ပြီးတော့ဆိုလို့ရှိရင်ဒီမှားယွင်းတဲ့အယူဆတွေမှားယွင်းတဲ့ဘာသာပြန်ဆိုမှုတွေဒါမျိုးတွေဟာသာသနာနောက်ပိုင်းမှာအန္တရာယ်ကြီးစွာဖြစ်ပေါ်လာနိုင်တဲ့အနေအထားတွေရှိပါတယ်ဒါကြောင့်မို့လို့အခုဒီလိုအဘိဓမ္မာမှာသိပ္ပံဖွင့်ပြီးတော့ဒီအဘိဓမ္မာတရားတော်ကိုမူရင်းကျမ်းကြီးတွေကိုဒီလိုလေ့လာရတယ်ဆိုတာအင်မတန်မှကောင်းတဲ့အခွင့်အရေးကြီးတစ်ခုမြန်မာပြည်မှာတခြားနိုင်ငံတွေမှာတောင်မရနိုင်တဲ့အခွင့်အရေးမျိုးမြန်မာပြည်မှာအခုဒီအခွင့်အရေးကြီးတစ်ခုပေါ်လာတယ်ဆိုတာအလွန်ကိုတကယ်ဝမ်းသာစရာကောင်းတဲ့အချက်တစ်ခုပါသာသနာတော်အထွန်းရှိဖို့အတွက်လူတိုင်းဟာအသိဉာဏ်ရှိဖို့အင်မတန်မှအရေးကြီးပါတယ်မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေနဲ့ပတ်သက်ပြီးမိမိတို့လက်လန်းမမီသေးလို့ရှိရင်သိတဲ့ပုဂ္ဂိုလ်မေးဖို့လိုတယ်လေ့လာဖို့ဆွေးနွေးဖို့လိုသေးတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုထင်ရဆွတ်လိုက်လို့ရှိရင်တော့မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရအမတန်မှနီးတယ်တဲ့အေးဒါကြောင့်မို့လို့ဘဝတစ်ခုဆိုတာမြတ်စွာဘုရားကခုပရိစ္ဆသမုပ္ပါဒ်နဲ့အချင်းချုပ်ပြီးပြောမှဆိုရင်ကံနဲ့ခိလေသာဒီနှစ်ခုကပေါင်းပြီးတော့ဘဝတစ်ခုကိုဖန်တီးတာလို့ဒီလိုမှ